ဇလန်ရဲ့အစမှာတော့ကီတီဟာရွန်ရဲ့မိဘတွေကသူမကိုကြောင်းပို့ဖို့ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။ကီတီကတာမန်မိန်းကလေးတွေနဲ့မတူတဲ့ဘဝနောက်ခံရှိပါတယ်။သူမရဲ့မိဘတွေကတသဗေဒပညာရှင်တွေဖြစ်ကြပြီးတော့အာဖရိကတိုက်မှာသုတေသနလုပ်ငန်းတွေကိုလုပ်ကင်ခဲ့ကြတာကြောင့်ကီတီရဲ့တပတ်ဝါလုံးကိုအာဖရိကတော်ရိုင်းမြေကြီးထဲမှာပဲဖြတ်သန်းခဲ့ရပါတယ်။ကျောင်းမတက်ဘူးပဲနဲ့အိမ်မှာပဲမိဘတွေတင်တဲ့စာကိုသင်ယူခဲ့ရတဲ့ homeschool ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ KT ရဲ့ပထမဆုံးကျောင်းတက်ရက်ကသူမအတွက်တော့တကယ်ကိုယဉ်ကျေးမှုဆိုင်ရာတုံ့လုံးမှုကြီးတစ်ခုပါပဲ။ကျောင်းဝင်းထဲကိုစလှမ်းလိုက်တာနဲ့လူပေါင်းစုံရဲ့စုညံတန်းနေအမျိုးအမည်မသိတဲ့အုပ်စုဖွဲ့မှုတွေကသူမကိုခြောက်လန့်နေပါတယ်။အတန်းထဲမှာထိုင်စရာနေရာရှာဖို့ကြိုးစားပေမဲ့ဘသူမှသူမကိုနေရာမပေးကြပါဘူး။ဒီကြားထဲမှာကန်ဆိုးချင်တော့ KT ကမတော်တဆကော်ဖီခွက်ကိုမှောက်မိပြီးတော့သူမရဲ့ဆီယာမရဲ့အင်ဂျီဘောကိုကော်ဖီတွေဖိတ်ဆင်သွားစီပါတယ်။ကျောင်းအုပ်ကြီးက KT ကိုအတန်းရှိမှမိတ်ဆက်ပေးတဲ့အခါမှာတော့သူမကအာဖရိကလာတာပါလို့ပြောလိုက်တော့ကျောင်းသားတွေကသူမကိုထူးဆန်းတဲ့တရားတကောင်လိုမျိုးကြည့်ကြပါတယ်။ကျောင်းရဲ့စီကန်းတွေကလည်းအာဖရိကတော်တွေကစီကန်းတွေထပ်ပို့ပြီးတော့တင်းကျပ်နေပါတယ်။လမ်းလျှောက်ရင်းကအစားတင်းငယ်ရဲ့အမားလေးတွေကြောင့် KT ကဆရာတွေရဲ့အညိုညင်ကိုခံရပါတယ်။နေ့လည်စာစားချိန်ရောက်တဲ့အခါမှာတော့ KT ရဲ့အထီးကျန်မှုကအထွတ်ထိပ်ကိုရောက်ရှိသွားပါတယ်။ထမင်းစားကန်းကြီးရဲ့မှာလူတွေကအုပ်စုလိုက်နေရာယူထားကြပြီးတော့ KT အတွက်တော့နေရာတနေရာစာတောင်မရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့သူမကနေ့လည်စာဘန်းကိုကင်ပြီးတော့အိမ်သာခန်းထဲမှာပဲတယောက်တည်းပုံအောင်ပြီးတော့စားတောက်ခဲ့ရပါတယ်။ဒါကအမေရိကန်အထက်တန်းကျောင်းရဲ့ရက်ဆက်တဲ့ပုံစံကိုသူကစတင်ပြီးတော့ကြုံတွေ့လိုက်ရတာပဲဖြစ်ပါတယ်။ဒုတိယမြောက်နေ့မှာတော့ KT ရဲ့ကံကြမ္မာအနည်းငယ်ပြောင်းလဲသွားပါတယ်။သူမကကျောင်းရဲ့လူအေးစည်းရင်းဝင်တွေဖြစ်တဲ့ဒေမီယန်နဲ့ဂျင်းနစ်တို့နဲ့စတင်တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက်က KT ကိုခင်ခင်မင်မင်နဲ့ကျောင်းအနှက်ကိုလိုက်ပြပါတယ်။ KT တက်ရမယ့်အတန်းကအဆောက်အဦမီးလောင်သွားတာကြောင့်သူတို့၃ယောက်ကအတန်းပြေးပြီးတော့ကွင်းမြင်ထဲမှာစကားပြောဖြစ်ကြပါတယ်။ဂျင်းနစ်က KT ကိုကျောင်းရဲ့လူမှုအဆင့်တန်းမြေပုံကိုရှင်းပြပါတယ်။ဘသူတွေကတော့လူအေးတွေဘသူတွေကတော့ကစားသမားတွေဘသူတွေကတော့ဘလိုမျိုးဆိုတာကိုအသေးစိတ်ပြောပြပါတယ်။အဲ့ဒီထဲမှာအထွတ်ထိပ်ကတော့ The Plastic ဆိုတဲ့အဖွဲ့ပါပဲ။ဒီအဖွဲ့ကကျောင်းရဲ့အလှဆုံးနဲ့အချမ်းသာဆုံးမိန်းကလေး၃ယောက်ကဖွဲ့စည်းထားတာပါ။အဖွဲ့ခေါင်းဆောင်ကတော့ Regina George ဖြစ်ပြီးတော့အဖွဲ့ဝင်တွေကတော့သတင်းအချက်လက်စုဆောင်သူ Gretchen နဲ့ဦးကြောင်ကြောင်နိုင်မိမဲ့လှပရဲ့ Karen တို့ပဲဖြစ်ပါတယ်။ဂျင်းနစ်က Regina အရန်မုန်းပါတယ်။ဘာကြောင့်လဲဆိုတာကိုတော့နောက်ပိုင်းမှသိရမှာပါ။ထူးဆန်းတာကចောင်းသားတိုင်းကြောက်ရတဲ့ Regina က KT ကိုမြင်မြင်ချင်းမှာပဲမင်းကအရန်လှတာပဲလို့ချီးကျူးပြီးတော့သူမတို့နဲ့အတူတပတ်တီနေ့လည်စာအတူထိုင်စားဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ KT ကတွန်းဆုတ်နေပေမဲ့ဂျင်းနစ်ကဒါအခွင့်အရေးပဲသူတို့နဲ့အဖွဲ့ဝင်ပြီးတော့သူတို့ရဲ့လျှို့ဝှက်ချက်တွေကိုစုံစမ်းချေမှုန်းပြရအောင်လို့တိုက်တွန်းလိုက်တာကြောင့် KT ကတရှို့အဖြစ်နဲ့ပလတ်စတစ်အဖွဲ့တွေကိုစတင်ချီလှမ်းလိုက်ပါတော့တယ်။ပလတ်စတစ်အဖွဲ့မှာနေရတာကထင်သလောက်တော့မလွယ်ကူပါဘူး။သူတို့မှာတင်းကျပ်လှတဲ့စီကန်းတွေရှိပါတယ်။ဗုဒ္ဓဟူးနေ့ဆိုရင်ပန်းရဝတ်ကမယ်။ဘောင်းမီကိုတော့တစ်ပတ်မှာတစ်ခါပဲဝတ်ရမယ်။စပင်ကိုလည်းစီကန်းနဲ့အညီထားရမယ်။စတာတွေပါပဲ။ KT ကဒီစီကန်းတွေကိုလိုက်နိုင်ရင်းနဲ့သူမကိုသူမတဖြည်းဖြည်းချင်းပလတ်စတစ်တယောက်လိုမျိုးဖြစ်လာပါတယ်။ဒီကြားထဲမှာ KT ကတင်ချအတန်းကအာရွန်စင်မြူရယ်ဆိုတဲ့ကောင်လေးကိုစိတ်ဝင်စားသွားပါတယ်။အာရွန်ကကျင်လာတက်ပြီးတော့ချောမောရဲသူဖြစ်လို့ KT တယောက်အသေးရပြီးတော့တင်ချပု္ပ္ပစာတွက်နေရင်ကအစအရန်ချောလာပဲလို့တူတူလေးရေရွမိတဲ့အထီးဖြစ်သွားပါတယ်။ဒါပေမဲ့ကြီးမားတဲ့အသားစီတစ်ခုကတော့အာရွန်က Regina ရဲ့ရီစာဟောင်းဖြစ်နေတာပါပဲ။ပလတ်စတစ်အဖွဲ့ရဲ့စီကန်းအရာတငယ်ချင်းရဲ့ရီစာဟောင်းကိုပြန်မကြိုက်ရပါဘူး။ Gretchen ကဒါကို KT ကိုအတီလင်းတတိပေးခဲ့ပါတယ်။တစ်ဖက်မှာလည်း KT ကကျောင်းရဲ့တင်ချအသင်းဖြစ်တဲ့ Kevin နဲ့ဆုံပါတယ်။ Kevin ကသူမကိုအသင်းထဲကိုဝင်ဖို့အတွက်ဖိတ်ခေါ်ပြီးမဲ့ပလတ်စတစ်တွေကတင်ချအသင်းဝင်တာလူမှုရေးအရာတင်ချောင်းကျန်တာပဲလို့ပြောတာကြောင့် KT ကငင်းဆိုခဲ့ပါတယ်။တနေ့မှာတော့ KT က Regina ရဲ့အိမ်ကိုလဲပတ်ခွင့်ရပါတယ်။ Regina ရဲ့အမေကလည်းသူမကိုသူမခင်မိရဲ့အမေလို့သတ်မှတ်ထားပြီးတော့တမီးဖြစ်သူကိုအလိုလိုက်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီမှာ KT ကပလတ်စတစ်တွေရဲ့အန္တရာယ်အရှိဆုံးလက်နက်ဖြစ်တဲ့ Ban Book ဆိုတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီစာအုပ်ထဲမှာကျောင်းကမိန်းကလေးတွေဆီယာမတွေရဲ့ဓာတ်ပုံတွေကိုကပ်ပြီးတော့သူတို့ရဲ့လျှို့ဝှက်ချက်တွေအတင်းဖြစ်နေတဲ့ရုပ်ဆိုးတဲ့ဝေဖန်ချက်တွေကိုရေးထားကြတာပါပဲ။ KT ကအဲ့ဒီစာအုပ်ကိုကြည့်ပြီးတော့ထိတ်လန့်သွားပြီးမဲ့ဂျင်းနစ်ကိုအကြောင်းကြားလိုက်တဲ့အခါမှာတော့ဂျင်းနစ်ကဒါကငါတို့အတွက်လက်နက်ပဲလို့ပြောပါတယ်။ Halloween ပါတီကိုရောက်လာတဲ့အခါမှာတော့ဇလန်ကအလှည့်ပြောင်းဖြစ်သွားပါတယ်။ KT ကအာရွန်နဲ့နီးစပ်ဖို့အတွက် Regina အကူအညီတောင်းပါတယ်။ Regina ကကူညီမယ်လို့ကတိပေးပြီးတော့အာရွန်စီကိုသွားပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ Regina က KT ကိုကူညီဖို့မဟုတ်ဘဲနဲ့အာရွန်ကို KT ကမင်းကိုအဆွဲလန်းကြီးနေတာ။ तू ကကြောက်စရာကောင်းတယ်လို့လိန်ညာပြောဆိုပြီးတော့အာရွန်ကို KT ရှေ့မှာတင်ပြန်ပြီးတော့နမ်းလိုက်ပါတော့တယ်။ဒါအောင်မြင်သွားတဲ့ KT ကရှင်ခွဲမတက်ခံစားလိုက်ရပြီးတော့ Regina ကသူမရဲ့တငယ်ချင်းမဟုတ်ဘဲနဲ့ရန်သူသားဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။
Regina ရဲ့သစ္စာဖောက်မှုခံလိုက်ရတဲ့ KD က Jin နဲ့ Damian တို့နဲ့ပူးပေါင်းပြီးတော့ Regina ကိုဖြုတ်ချဖို့အတွက်စီမံကိန်း3ဆင့်ဆွဲလိုက်ပါတယ်။ပထမအဆင့်အနေနဲ့ကတော့အလှပကိုဖျက်ဆီးမယ်။ Regina ကသူမရဲ့မျက်နှာမှာဝက်ချက်နေထွက်နေရလို့ညင်းညူတဲ့အခါမှာ KD ကအာဖရိကကနေလာတဲ့အသားရည်ထိမ့်သိမ်းစိဆိုပြီးတော့တကယ်တော့ခြေထောက်လိမ့်စိခရင်ကိုပေးလိုက်ပါတယ်။ဒါအပြင်ဝေးကြချင်နေတဲ့ Regina ကိုကယ်တင်ဘားဆိုတဲ့ချောကလက်တွေကိုပေးပါတယ်။ဒါတွေစားလို့ရှင်ဝိတ်ကြတယ်လို့လိန်ပြောခဲ့ပြီးမြဲတကယ်တမ်းမှာတော့ဒါတွေကအားကစားသမားတွေဝိတ်တက်ဖို့စားရတဲ့အစာတွေဖြစ်ပါတယ်။ဒုတိယအဆင့်လူမှုရေးအရာအဆက်ခွဲခြင်းဖြစ်ပါတယ်။ဂျင်းနစ်က Regina ရဲ့အင်ဂျီရင်ဘတ်မှာအပေါက်နှစ်ပေါက်ကိုဖောက်လိုက်ပါတယ်။ Regina ကတကြောင်လုံးရှိမှအဆက်ကွဲဖို့မျှော်လင့်ခဲ့ပေမဲ့ Regina အဲ့ဒီအပေါက်ပါတဲ့အင်ဂျီကိုပဲ fashion အသစ်အဖြစ်ဝတ်ပြသွားတာကြောင့်ကျောင်းသားတွေအကုန်လုံးကလည်းလိုက်ဖို့ကြပြီးတော့ဒီအစီအစဉ်ကရှုံးနိမ့်သွားပါတယ်။တတိယအဆင့်အနေနဲ့ကတော့အဖွဲ့ဝင်တွေကိုခွဲထုတ်ခြင်းပဲဖြစ်ပါတယ်။ KD က Gretchen ကိုအသုံးချပါတယ်။ Regina ပေးသလိုမျိုးနဲ့ချူချင်လက်စာကို KD ကိုယ်တိုင်စီပြန်ပို့ပေးပြီးတော့ Gretchen ကိုတော့ဘာမှမပေးဘဲနဲ့ထားလိုက်ပါတယ်။ဒါကြောင့် Gretchen က Regina အပေါ်မကြည်နပ်မှုတွေဖြစ်လာပြီးတော့ Regina ရဲ့လျှို့ဝှက်ချက်တွေကို KD ကိုအကုန်လုံးပြောပြပါတော့တယ်။အဲ့ဒီလျှို့ဝှက်ချက်ကတော့ Regina အာရွန်ရဲ့နောက်ွယ်မှာတခြားကောင်လေးတယောက်နဲ့ဖောက်ပြန်နေရဆိုတာပါပဲ။ကျောင်းရဲ့စွမ်းရည်ပြပွဲမှာတော့ plastic အဖွဲ့က Chingape Rock တချင်းနဲ့ကားပြကြပါတယ်။ကားပြနေတော့မှ Gretchen ကမတော်တဆတချင်းဖွက်ဆက်ကိုကန်မိပြီးတော့တချင်းရက်သွားပါတယ်။လူတွေအားလုံးကဝိုင်းပြီးတော့ရီးကြရမယ့်အချိန်မှာ KD ကအရှိကနေပြီးတော့တချင်းကိုအတန်ထွက်ဆိုပြီးတော့ကားခုံမှုကိုဆက်ပြီးတော့ထိန်းထားလိုက်တာကြောင့်ပွဲရအောင်မြင်သွားပါတယ်။ဒါက KD ကျောင်းမှာနာမည်ကြီးလာတဲ့အစပါပဲ။တစ်ဖက်မှာလည်း Regina ကယ်တင်ဘားစ်တွေကြောင့်တဖြည်းဖြည်းချင်းဝလာပါတယ်။သူမရဲ့ fashion ကာဝန်နေတော့မှတော်မနေတော့ပါဘူး။နောက်ဆုံးမှာတော့တနင်္လာနေ့မှာအားကစားပေါင်းပြီးဝတ်လာမိရဲ့အတွက် plastic အဖွဲ့ရဲ့စီကံကိုဖောက်ပြတ်တယ်ဆိုပြီးတော့ Gretchen နဲ့ Karen တို့က Regina ကိုအဖွဲ့ထဲကနေနှင်ထုတ်လိုက်ပါတယ်။ Regina ရဲ့နေရာမှာ KD ကအစားထိုးဝင်ရောက်လာပြီးတော့ကျောင်းရဲ့ဘရင်မအသစ်ဖြစ်လာပါတော့တယ်။ KD က Regina ကိုလက်စားချရင်နဲ့သူမကိုယ်တိုင်လည်း Regina လိုမျိုးမကောင်းတဲ့စရိုက်တွေကူးဆက်လာပါတယ်။သူမကအာရွန်နဲ့နီးစပ်ဖို့အတွက်တင်ချာဘာသာရက်မှာတမင်တကာအမှတ်တွေလျှော့ယူပြီးတော့အာရွန်စီကနေပြီးတော့ကျူရှင်ယူပါတယ်။နောက်ဆုံးမှာတော့ Regina ဖောက်ပြန်နေတာကိုအာရွန်သိသွားအောင်လုပ်နိုင်ခဲ့ပြီးတော့သူတို့နှစ်ယောက်ကတော့လမ်းခွဲသွားပါတယ်။ဒါပေမဲ့ KD ရဲ့စိတ်ထားပြောင်းလဲသွားပါတယ်။သူမရဲ့စစ်မှန်တဲ့တငယ်ချင်းတွေဖြစ်တဲ့ Jin နဲ့ Damian တို့ဂယုမဆိုင်တော့ပါဘူး။ Jin ရဲ့အမှုပညာပြပွဲကိုသွားမယ့်အစားအိမ်မှာမိဘတွေမရှိတော့ပါတီပွဲပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီပါတီမှာလည်းအာရွန်ကရောက်လာပါတယ်။ KD ကအာရွန်ကိုအထင်ကြီးအောင်ကြိုးစားပြီးမြဲအမူးလွန်ပြီးတော့အာရွန်ရဲ့အပေါ်ကိုအန်ချမိသွားပါတယ်။ဂျင်းနဲ့လည်းရောက်လာပြီးတော့ KD ရဲ့လိန်ညာမှုတွေကိုသိသွားရဲ့အတွက်သူတို့တငယ်ချင်းအချင်းချင်းအကြီးအကျယ်ရန်ဖြစ်ကြပါတော့တယ်။ Regina ကလည်းသူမဝလာတာက KD ရဲ့လက်ချက်မှန်သိသွားလိုက်တဲ့အခါမှာအသေးအတန်ဒေါသထွက်သွားပါတယ်။သူမကလက်စားချေရဲ့အနေနဲ့ဘန်းပုတ်ထဲမှာသူမရဲ့ပုံကိုပါထည့်ပြီးတော့ KD တို့ရေးတယ်လို့မျိုးမကောင်းတဲ့စကားလုံးတွေရေးလိုက်ပါတယ်။အဲ့ဒီနောက်ကျောင်းအုပ်ကြီးစီသွားပြီးတော့ဒါက KD, Gretchen နဲ့ Karen တို့ရဲ့လက်ချက်ဖြစ်ကြောင်းသူမလည်းခံရသူဖြစ်ကြောင်းဟန်ဆောင်တိုင်တန်းလိုက်ပါတယ်။ဘန်းပုတ်ထဲကစာမျက်နှာတွေကို Regina တကြောင်လုံးပြန့်နှံ့အောင်လုပ်လိုက်တဲ့အခါမှာတော့ကျောင်းကမိန်းကလေးအကုန်လုံးကတယောက်နဲ့တယောက်အတင်းဖြစ်နေကြောင်ရန်ဖြစ်ကြပါတော့တယ်။တကြောင်လုံးလည်းဆူညံပွဲလို့ရိုက်သွားပြီးတော့ကျောင်းအုပ်ကြီးကမိန်းကလေးအားလုံးကိုအားကစားရုံထဲမှာစုဝေးစေခဲ့ပါတယ်။ဆီယာမ Miss Norbury ကတော့မိန်းကလေးတွေကိုသူတို့ရဲ့အမားတွေဝန်ခံခိုင်းပြီးတော့တယောက်ကိုတယောက်တောင်းပန်ခိုင်းလိုက်ပါတယ်။ဂျင်းနစ်ကလည်းအဲ့ဒီပွဲမှာ Regina ကိုဘယ်လောက်ထိမုန်းကြောင်းနဲ့ KD ကိုအသုံးချပြီးတော့လက်စားချေခဲ့ပုံတွေကိုလူပုံအလယ်မှာဖွင့်ပြောလိုက်ပါတယ်။ Regina ကတော့ရှက်ကိုရှက်ကန်းနဲ့အပြင်ကိုပြေးထွက်သွားပါတယ်။ KD ကအနောက်ကနေလိုက်ပြီးတော့တောင်းပန်မှုစူးစမ်းပြီးမဲ့ Regina အော်ဟစ်ဆဲဆုံနေတော့မှပဲမတော်တဆလမ်းပေါ်ကနေပြီးတော့ဘတ်စကားတစ်စီးက Regina ကိုဝင်တိုက်သွားပါတယ်။ Regina ဒဏ်ရာအပြင်းထန်ရသွားခဲ့ပြီးတော့တကြောင်လုံးက KD ကတွန်းလိုက်တာလို့ထင်ကြီးပြီးကြပါတယ်။ KD ကတော့အရင်လိုပဲအထီးကျန်တဲ့အနေထားကိုပြန်ပြီးတော့ရောက်သွားရပါတော့တယ်။ KD ကသူမရဲ့အမားတွေကိုနားလည်သွားပါတယ်။သူမကဘန်းပုတ်ကိုရေးခဲ့တာသူမဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။သူမရဲ့ပစ္စည်းသွားတဲ့အမတ်တရားတွေကိုပြန်ပြီးတော့ကုစားဖို့အတွက်တင်ချာပြိုင်ပွဲမှာလည်းဝင်ပြိုင်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာသူမကပြိုင်ဘက်မိန်းကလေးရဲ့ရုပ်ရည်ဝေဖန်မဲ့အစားပု္ပ္ပာကိုပဲအာယုံဆိုင်ပြီးတော့ဖြေဆိုခဲ့ရကြောင်းအသင်းကိုအနိုင်ရရှိသွားစေခဲ့ပါတယ်။ဒါကသူမအတွက်တော့လူတယောက်ကိုရုပ်ရည်နဲ့ဝေဖန်တာကကိုယ့်အတွက်ဘာမှအကျိုးမရှိဘူးဆိုတဲ့သင်ခန်းစာကိုရလိုက်တာပါပဲ။ဇလန်ရဲ့အဆုံးသတ်ကတော့ကြားရဲ့ຫນွေဦးကပွဲမှာပဲဖြစ်ပါတယ်။ KD ကပွဲဘရင်မအဖြစ်ရွေးချယ်ခံလိုက်ရပါတယ်။သူမကစင်ပေါ်မှာတရက်ဖူကိုစောင်းရင်းနဲ့မိတ်ကွန်းပြောပါတယ်။သူမကတရက်ဖူအပိုင်းပိုင်းချိုးပြီးတော့ပလတ်စတစ်အဖွဲ့ဝင်တွေအပါအဝင် Regina နဲ့ကျောင်းသားတွေအကုန်လုံးဝေမျှပြီးခဲ့ပါတယ်။လူတိုင်းမှာကိုစီအလှတရားတွေနဲ့ထိုက်တန်မှုတွေရှိရလို့သူမကဆိုပါတယ်။ Regina ကလည်းကျမ်းမာရေးတွေပြန်ကောင်းလာပြီးတော့သူမရဲ့ဒေါသတွေကိုအားကစားဘက်မှာအသုံးချပြီးတော့အောင်မြင်တဲ့အားကစားသမားတစ်ယောက်ဖြစ်သွားပါတယ်။
ဂရချန်ကတော့တခြားအုပ်စုတက်မှာအတင်းဖြစ်နေဆက်ပြောနေတော့မှာပဲကာရင်ကတော့ယာတီဥတုခံမှန်းသူပဲဖြစ်သွားပါတယ်ကေဒီကတော့အာရွန်နဲ့အဆင်ပြေသွားပြီးတော့ဂျင်းနဲ့ဒေမီယန်တို့နဲ့လည်းစစ်မှန်တဲ့တငယ်ချင်းတွေဖြစ်သွားပါတော့တယ်ကေဒီကကျောင်းရဲ့လူမှုဆက်ဆံရေးအဆင့်တန်းတွေထက်ကိုယ့်ရဲ့စစ်မှန်တဲ့ဇယားကိုထိမ့်သိမ့်ဖို့နဲ့တစ်ဖက်လူအပေါ်ကျင်နာတတ်ဖို့ကပို့ပြီးတော့အရေးကြီးကြောင်းသင်ခန်းစာရသွားတဲ့ပုံကိုပြသရတဲ့ဇလန်းကလည်းလှပစွာနဲ့ပြီးဆုံးသွားပါတယ်ဒီလိုမျိုးဇလန်းကောင်းလေးတွေကိုဆက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်ကျမကတော့ agent ဖြစ်ပြီးတော့ video editor ကတော့ကိုမင်းခန့်ကျော်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်